အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ NGN က Grade 5 ကျောင်းသားလေးလီယွန်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့လီယွန်ကလူကြီးမင်းတို့ကိုပင်လယ်တွင်ဖမ်းမိရရှိနိုင်သောငါးမျိုးစားများအကြောင်းကိုပြပြသွားမှာပဲဖြစ်ပါတယ်ဖြစ်စမအတန်လူငွေဖက်စာတွင်ကန်နီယာဘက်လုပ်ငန်းလုပ်ကံရာအများဆုံးဖမ်းမိရမိတဲ့ငါးများကိုဖော်ပြထားပါတယ်ဒီနေ့မှာတော့လီယွန်ကဖက်စာတဲကငါးမျိုးစားများအပြင်ပင်လယ်တွင်ကျက်စားနေ၍ဖမ်းမိနိုင်သည့်ငါးမျိုးစားများကိုပြပြသွားမှာပဲဖြစ်ပါတယ်နံပါတ်1ငမြင့်ချင်းနံပါတ်2ငဒန်နံပါတ်3ငရက်နံပါတ်4ငကုံးညိုနံပါတ်5ငမြင်းငမတ်6ငပေါင်ယူတော့ပဲဖြစ်ပါတယ်အဲ့ဒီမှာလီယွန်ကျင်းနေတဲ့ငါးမျိုးစားလေးမျိုးကိုပြပြအောင်မှာပဲဖြစ်ပါတယ်ဒီငါးတေးသေးလေးတွေကတော့ငနေတူပဲဖြစ်ပါတယ်ဒီကောင်လေးတွေကအင်္ဂလိပ်လိုဆိုရင်Ashori လို့ခေါ်ပါတယ်ဒီကောင်လေးတွေဟာတေးတွေ့တော့ခနာကိုရှိကြပါတယ်ငနီတူဆိုတဲ့ငါးမျိုးစားဒီပင်လယ်စေကမ်းတွင်ကျစားပြီးတင်ငါးတွေများဖမ်းမိလေးရှိကြပါသည်အခုမြင်တွေ့ရသောနှုတ်သီးချွန်၍အတင်းငယ်လာသောခနာကိုရှိသည့်ငါးမျိုးစိတ်ဒီငတဲ့ကုန်ပဲဖြစ်ပါသည်ဒီငါးသည်ဖြစ်လက်၍အစင်းပုံစံတိုင်းမှာမသိရင်တခြားကျူကလာတဲ့အတိုင်းပဲဖြစ်နေပါသည်ဒီငါးကိုငချောက်ငချမ်းလုပ်ငန်းတွင်အဓိကအသုံးပြုသောငါးဖြစ်ပါသည်ပုံထဲတွင်ပြထားသောငါးသည်ပလာတူးငါးပင်ဖြစ်ပါသည်မျိုးလုံးပြပြနဲ့ဒီငါးသည်စီတိုဘူးနှင့်ငါးတစ်တာများတွင်ပါဝင်လေးရှိပါသည်ပလာတူးငါးသည်စားလို့ရသောငါးဖြစ်ပြီးတချို့သည်ဟင်းနေဖြစ်ကြော်စားခြင်းသို့မဟုတ်ဟင်းချက်စားခြင်းတို့ပြုလုပ်ကြပါသည်တချို့ကလည်းပလက်တူးငါးမုတ်တီဟုမုတ်အဖြစ်ချက်စားကြပါသည်အခုပုံထဲတွင်မြင်ရသောဝါနဲ့ကုရွှေငါးများသည်ငပုံနာပြင်ဖြစ်ပါသည်ငပုံနာဟုသည့်ငါးမျိုးစားသည်အသားများ၍နူးညံ့ပြီးအရသာကောင်းသည့်ငါးပဲဖြစ်ပါသည်အခုပင်လယ်တွင်ကျက်စားနေသောငါးများအကြောင်းကိုပြပြသွားတာတော့8560လီယွန်ပဲဖြစ်ပါတယ်နောက် project တွေမှာပြန်တွေ့ပါမယ်